င်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့ဟိထပိုင်သေးဖြစ်ပါတော့ခင်ဗျာဒီ project ကတော့ကျွန်တော်ရဲ့project ပေါ့နော်ကျွန်တော်ရဲ့ BE project individual project ပါခင်ဗျာဒီ project လေးရဆိုရင်ကျွန်တော်အဓိကရည်ရွယ်ချက်အနေနဲ့ကဒီကျွန်တော်တို့နားမကြားတဲ့လူတွေအတွက်ရည်ရွယ်ထားတာပါနော်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကချမ်းမြေကျော်ပါဒီ drone ကပထမဆုံးနေလဲဆိုရင် cyber city ဘိုင်းမှာဆိုရင်ဒီ security ဘိုင်းမှာအဓိကအသုံးပြုရပေါ့ဒီ drone ကိုကျွန်တော်ဒီ camera ဘိုင်းမှာ develop လုပ်ပြီးတော့သုံးနိုင်မယ်ဆိုရင်ဒီတောင်တစ်ခုပေါ့ဒီဖြိုလိုက်တယ်ပဲထားပါအောင် drone ကနေပြီးတော့ shooting လုပ်ပြီးရိုက်တယ်ဆိုရင်ကိုလိုချင်တဲ့စာပေကိုပို့ပြီးတော့တိတိကျကျသိနိုင်တယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့မသက်ဆန်ဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့ဘောင်းကောင်းရပါဒီ project ကပေါ့နော်ကျွန်တော် radiation detector လေးဖြစ်ပါတယ်ဒီ radiation detector ကကျွန်တော် programming နဲ့ electronic bio အဓိကတာဝန်ယူပြီးတော့ပြုလုပ်ရတာဖြစ်ပါတယ်